Hello guys, hello everyone. Today ဒီနေ့ကတော့ strawberry shower လေးကိုဆိုပြမယ်။ဒီမှာကတော့ Yoko Sauri ပဲဖြစ်ပါတယ်။ဒီကတော့ account စဖွင့်လို့ဆိုပြီးအားပေးကြအောင်ဒီကတော့ account YouTube ထဲမှာဖွင့်ထားပါတယ်။ဖွင့်ထားတာတော့ Yoko Sauri ပဲเนาะဒီဟာနဲ့ပဲတူပါတယ်ဒီဟာပဲเนาะဒါပေမဲ့နှစ်လေးချမပါဘူးเนาะပြတ်တာမပါပါဘူးဒါဆိုရင်လာကြည့်ကြပါအောင်နိုင်subscribe လေးတော့လုပ်ပေးအောင်ပြီးတော့အတူတူဆော့ချင်တဲ့လို့ဆိုရင် comment မှာရေးလာပါပြီးတော့ account ကိုတော့ရှာကြည့်နော်subscribe လေးလုပ်အောင်မကြော်တော့ပါနဲ့မြင်တဲ့လို့ဆိုရင်လည်းကြည့်ချင်တဲ့လို့ဆိုရင်account တော့ရှာကြည့်နော်အပေးအောင်သူများလိုမျိုး subscribe လေးလိုချင်တယ်အများကြီးလို့ပြောချင်တာသူများလိုမျိုးလေးဖြစ်ချင်တယ်ကြိုးစားတယ်ပြီးတော့အပေးတဲ့လူလေးသူများနဲ့အများကြီးနဲ့တည်ချင်တယ်အပေးတဲ့လူလေးရှိချင်လို့ဆိုပြီးဆော့လိုက်တာနော်ရန်ဆော့ချင်တာနဲ့ဆော့တာမဟုတ်နော်ပြီးတော့နောက်ထပ် scheme တစ်ခုနဲ့လည်းဆော့ပြပါမယ်အခုကတော့ဒီဥစ္စာကိုနိုင်အောင်လုပ်ပြီးတော့အခြားဗီဒီယိုမှာလည်းတော့ကြည့်လို့ရပါတယ်ဒီတစ်ပုတ်ကတော့ဥမာတင်တာနော်ချောတော့မချောပါဘူးရှာထဲမှာမြင်တယ်ဆိုရင်မပြတ်ရတယ်လိုက်တော့တိတ်မမြတ်လို့နော် Okay သွားတော့မယ်ဒီတောင်ရောက်နေပြီပြုတ်ကြအောင်လဲ subscribe လုပ်အောင်နော်အင်အားဖြစ်စေလို့ပါ Okay ကောင်းမယ်နော်ရှင်းစကားလေးဗီဒီယိုတော့မတင်တော့နော်တိတ်တင်တဲ့ဟာအင်္ဂလိပ်နဲ့ဘာသာမျိုးစုံနဲ့မြန်မာလိုလဲသူများတင်လို့ဘာကြောင့် YouTube ဆော့ရှင် YouTube ကိုတင်ချင်လဲဆိုတော့ကိုယ်အတော့နဲ့တူချင်လို့ပါပြန်ပြုတ်ကြလာပြီပြန်သွားရအောင်မယ်ပြန်သွားရတော့မယ် Okay please ဒါဆိုရင်မပြောတော့နော်ကြည့်တော့နော်အမေဖုန်းဆက်စကားပြောတာလည်းတော့တိတ်ကြနည်းနည်းကြားရမယ်နော်ဒီဟာလို့မေလို့ပါမစီတော့မအားရမစီတော့ဒီတန်းနဲ့ဟောဒီတန်းလည်းမဟုတ်နော်ဟောဆာမစီတော့ဘူးလို့ပြောချင်တာOh my god ဒီနောက်ရောက်နေပြီမလေးတိတ်နေတယ်နော်ဘာကြောင့်လို့ဆိုတော့မြင်လို့ဆိုရင်ပြုတ်ကြမှာကြောက်လို့ပါဒီနားလဲဖြည်းဖြည်းလို့ရမယ်
မတီးစီပါနဲ့အောင်ဒီဟာတိတ်နေလို့ခေါင်းလိုက်ခေါင်းတော့မယ်ဒီထက်တော့သွားမယ်တူတူပဲဆိုလို့ဟုတ်ပြုတ်ချတော့ပါကြီးနိုင်သွားပါပြီဒါဆိုလေကောင်းတော့ကောင်းတယ်ဒါပေမဲ့ဘာကြောင့်အဲ့လိုပဲဖြစ်တာဖီးပေးဖို့လည်းမရှိဘူးရှာအလားပဲစင်ထားတာဘာလည်းမသိဘူးโอเคအားလုံးကြည့်စုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် channel လေးကိုလည်း subscribe လုပ်ပြီး like တစ်ချက်လောက်တော့နှိပ်ပေးပါဦးကျေးဇူးအများကြီးတင်ပါတယ် bye bye ကျွန်မကတော့ယူပါ bye bye ဆိုရှင်တဲ့လို့ comment လာရေးလာနော်ပြီးတော့အကောင့်ကိုရှာမရှာချင်ဆိုလည်းပေးလာခဲ့အကောင့်တော့ရှာပြီးသူစော့မယ် bye bye